こんにちはですですဒီနေ့ကတော့ですတငယ်ချင်းတွေနဲ့အတူတူ gramping သွားမှာပါအလုံးလေးမစမတူလိုက်ခဲ့ဖို့ညနေမှာလည်းဘိုင်ပါနောက်မှတွေ့မယ်နော်ပေါ့ပြင်းနေနဲ့စားနောက်နေကြတာပေါ့နော်အထုပ်ကလေးနဲ့ဆိုတော့အိမ်ပြေးလေးနဲ့တုံးလို့အိမ်ပြေးဆိုစောင်းနောက်နေကြတာဒီနေ့ရသေးလို့ကတော့အရန်တာရတယ်ဟုတ်ကောင်းကင်ကြီးကိုကြည်တောင်းနေရပဲရှင့်ရှေ့ကနှစ်ယောက်ကတော့နားပြီးကြည့်ဖို့အတွက်လှုပ်ရှုပ်ပေးမယ်နဲ့နေပေမဲ့လည်းနောက်ကနှစ်ယောက်ကတော့တတရရပဲရှင်တက်ပုံလေးရိုက်ထိုက်ဗီဒီယိုလေးရိုက်ထိုက်အမျိုးမျိုး post ပေးနေကြတာပေါ့ရှင်အမျိုးမျိုး post တွေပေးပြီးတဲ့နောက်ဆုံးတော့ကမ်ပိန်းကျော်လေးကိုရောက်ရှိခဲ့ပြီပေါ့နော်ဒါကတော့ပထမဆုံးကရက်တဲ့နေရာလေးပါအဝင်ဝနေရာလေးပေါ့နော်ပြီးတော့သူတို့ကမ်ပိန်းကိုကြိုးဆိုတဲ့အနေနဲ့ welcome drink ပေးတယ်ဒါဆိုတော့တခြားတူမတောက်ချင်တော့ lemonade ကလေးပဲတောက်ခဲ့တယ်ပါရှင်妈，哎哪里呀？都辣哎！哎哪里呀？你呀都辣。这是路သွားတဲ့ gramping လေးကတော့တောင်မတောင်အောက်ရှိတဲ့ gramping လေးဖြစ်တယ်အောက်ဘက်ကိုဆင်းလိုက်တော့ရှင်တော့ရေကန်လေးရှိတယ်ပေါ့နော်ကဲတက်ဆုနဲ့တူ campaign လေးထဲဝင်ကြည့်ကြအောင်ထဲမှာတော့တက်ဆုက2ယောက်အိတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အိယာနှလုံးတော့ရှိတယ်ခုံတော့ကိုလည်းရှိရပေါ့နော်အခန်းထဲမှာဆိုရင်တော့အိတ်ခွန်းတစ်လုံးရှိတယ်ပြီးတော့ dryer ရှိမယ်ပြီးအနှံပြောက်စီတဲ့ပဲရှိတယ်ပြီးရင်ညဘက်ကျလို့ရှိရင်တွားရလဲကိုကလာလဲကိုမိအိမ်လေးနဲ့တစ်ခုပေးထားတယ်ပေါ့နော်ပြီးရင်တွားလိုက်စီရှိတယ်ချင်းမကိုက်တဲ့ဖြန်းနေစီရှိတယ်တပတ်လေးလည်းပေးထားပြီးတော့အခန်းလေးရှိတဲ့ဖနက်ကလေးတွေပါပေးထားပြီးတယ်ပေါ့နော်这是多特别 dance လေးရဲ့နာမည်က Anian dance လေးပါတော့ကတော့ကျက်သွန်ဒီပုံစံမျိုးရှိတယ်ပေါ့နော်ပြီးတော့တက်ဆိုတော့တက်ပုံလေးလည်းရိုက်လိုက်တယ်ပြီးတော့အသားကင်စားဖို့အတွက်ကိုပြင်ဆင်ထားရပေါ့နော်ဒါကတော့တက်ဆိုအသားမကင်ရိုက်ထားတဲ့ပုံလေးပါအများကြီးပဲဟောပစ္စည်းတွေကတော့အဲဒီနောက်မှာတော့တက်ဆိုတော့အသားကင်မလုပ်တယ်ပေါ့ညအထိစားကြမှာဆိုတော့အများကြီးဝယ်လိုက်ရအများကြီးကင်စားကြမယ်ဘလောက်များလဲမများလဲဆိုတော့နောက်ဆုံးတော့ပုံတော့မကုန်တာလွတ်ပြရတဲ့အဆင့်ထိရောက်တယ်ပေါ့နော်သိမီဆက်ပြီးနောက်မှာတော့မီရှူမီပန်းတွေဖောက်ကြရဲပေါ့နော်အကောင်းဆုံးတော့မီရှူမီပန်းယူလာတာကောင်းတယ်ပေါ့ဘာလို့လဲဆိုတော့အဲ့တော့နေရာမျိုးမှာပဲကစားလို့ရတာပေါ့နော်ဒီမျိုးရင်းပိုင်းမှာဆိုလို့ရှိရင်တိတ်ကစားလို့မရအောင်လေဒါဆိုတော့အမျိုးမျိုးဘယ်သူကအကြာဆုံးရက်တည်နိုင်မလဲဆိုတဲ့ဟာမျိုးကစားခဲ့တယ်ပေါ့နော်ပြီးတော့တပ်ပုံလေးပါတစ်ခါလေးရိုက်ခဲ့တယ်တန်ရှင်းရလောက်ပြီးနောက်မှာကျတော့တက်စရိုဂျန်ဂါဂိမ်းကစားခဲ့တယ်ပေါ့နော်ဂျန်ဂါဂိမ်းကတော့တက်စတိတ်စိတ်မရှိတဲ့သူဖြစ်တဲ့အတွက်ကြောင့်ဂိမ်းကိုအဆုံးသတ်ချင်မြင်အဆုံးသတ်ချင်တဲ့ပုံစံမျိုးပေါက်နေတယ်နောက်ဆုံးတော့ဂျန်ဂါဂိမ်းလေးကဒီလိုပုံစံမျိုးဖြစ်သွားပါတယ်ပြင်းများတဲ့နောက်မှာတော့တက်စရိုနိုင်ဖြူလေးကိုထွက်ကြည့်ကြတယ်နိုင်ဖြူလေးကတော့မြို့ပြတယ်မှာမြင်ရတဲ့ကျယ်လေးတာတွေကောင်းကောင်းမြင်ခဲ့ရတယ်ပေါ့နော်အရန်လာတယ်ဟုတ်တက်စရိုသွားခဲ့တဲ့ကမ်ပိန်းလေးကတော့ဝါကားရမခရိုင်မှာရှိတဲ့မန်ကျူဆိုတဲ့ကမ်ပိန်းလေးဖြစ်ပါတယ်သူကတောင်ပေါ်နဲ့တောင်အောက်ပေါ့တောင်ပေါ်မှာကတော့trap ကားလေးတွေစီလို့ရပြီတောင်မှာတော့ရေကန်လေးရှိတယ်ပေါ့နော်ကမ်ပိန်းမျိုးစားအများကြီးရှိပါတယ်အဲ့နောက်မှာတော့သူတို့တလိမ့်ဆန်အစာကျွေးလို့ရတဲ့ထပ်ပေါင်း plan တွေပြီးလို့ရှိရင်ရေချိုးကန်ဝင်လို့ရတဲ့ plan တွေပြီးလို့ရှိရင်အသားခင်ကိုပါကိုစိတ်ကြိုက်မှစားလို့အမှလည်းမှာစားလို့ရတဲ့ plan တွေရှိတယ်ဒါပေမဲ့တက်စရိုကတော့ကိုပါကိုစားချင်တဲ့အတွက်ကြောင့်မို့ကိုပါကိုဝယ်ပြီးစားတယ်ပေါ့နော်ပြီးရေကိုလို့ရတယ်တက်စရိုသွားမယ်အာနီယန်တန်စ်လေးကို website ကနေလေ့လာကြည့်ရအောင်သူကတော့ကန်အမျိုးအစားအများကြီးရှိတယ်ပေါ့နော်တက်စရိုတော့ဈေးအနည်းဆုံး budget plan နဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်မို့အာနီယန်တန်လေးကိုရွေးချယ်ခဲ့တယ်ပေါ့နော်အဲ့ဒီတန်ကတော့ဈေးတော်တော်နေတဲ့ရှင့်9500နေပြီးတော့စားတယ်သူကပုံမှန် Monday to Friday တွားတယ်ဆိုလို့ရှိရင်ပိုပြီးစီးသက်တာတယ်စနေတနင်္ဂနွေကတော့ပိုစီးကြည့်တယ်ပေါ့နော်တက်စလို့တွားခဲ့တဲ့တုန်းကတော့စနေတနင်္ဂနွေတွားခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဈေးလေးကတော့သူများထပ်ပုံများတယ်8800လောက်တော့ရှိတယ်ပေါ့နော်သူကလူများရင်များသလိုပိုပြီးတော့ဈေးသက်တာတယ်ဒါပေမဲ့တက်စလို့ကတော့၄ယောက်ပဲတွားတဲ့အတွက်ကြောင့်မို့လို့ဈေးအဲ့လောက်ကြီးမသက်တာခဲ့ဘူးပေါ့နော်ဒါပေမဲ့လည်းတစ်ခါတလေခီးထွက်ရတဲ့အခါတော့ပြောဖို့ကောင်းပါတယ်သူရဲ့ website ကနေဝင်ကြည့်မယ်ဆိုလို့ရဟော9500ပဲကြာတယ်ပေါ့နော်သူက Monday to Friday တွားမယ်ဆိုလို့ဈေးအဲ့လောက်မကြီးပဲနဲ့ Saturday Sunday တွားမယ်ဆိုရင်တော့ဈေးနည်းနည်းကြီးတယ်ပေါ့နော်တွားမယ်ဆိုလို့ရှင်တော့ကြိုတင် booking ယူတာပို့ပြီးတော့အဆင်ပြေရတယ်ရှင်
တက်စလို့တော့အာနီယန်တန်စ်လေးရဲ့အားနေချက်ကတော့ရေခဲတက်တာမရှိဘူးပေါ့နော်ရေခဲတက်တာမရှိတဲ့အတွက်ကြောင့်အစားအသောက်ပို့ထားလို့မရဘူးနောက်ပြီးကျတော့ဓာတ်ပိုးလည်းမရှိဘူးဓာတ်ပိုးမရှိတဲ့အတွက်ကြောင့်ကော်ဖီဖြော်လို့မရဘူးပေါ့နော်ကော်ဖီကြိုက်တဲ့တက်စလို့လို့ကော်ဖီသမားတွေအတွက်ကတော့နည်းနည်းတော့အခက်ခဲဖြစ်တယ်ပေါ့နော်အဲကြောင့်မလို့ယူတဲ့တပူတော့အကျိုးယူသွားသေးချင်ပါရှင်နောက်ပြီးတော့မှပြန်လည်ဆောင်ပေးကြမယ်နော် bye bye bye